Mobile Legends ရဲ့ New Hero ဆိုတာ One Piece ရဲ့ main character Luffy နဲ့ collaboration လုပ်ဖို့ထွက်ရှိလာတဲ့ hero ဖြစ်ပြီး all in one hero လို့တော့ပြောလို့ရပါတယ်1 Passive Skill Physical ပဲခုတ်ခုတ် spell ပဲတုံးတုံး enemy hero ကိုထိအောင်သုံးနိုင်ရင် stat ရမှာဖြစ်ပြီး stat 5 ခုထိရှိပါတယ် stat 5 ခုပြည့်မှာ ultimate သုံးလို့ရမှာဖြစ်ပြီး ultimate မှာ founder မျိုးတောင်ရှိပါတယ်2 Skill 1လက်ပြီးတဲ့ဖိုးမှဖြစ်ပြီးတော့ enemy ကိုကြည့်ရင် stat ရပါမယ်3 Skill 2 blink skill ဖြစ်ပြီးတော့ enemy နဲ့တိုက်မိရင်ဘူဘေးမရောက်ပဲရက်သွားမှာဖြစ်ပါတယ်4 Standard Ultimate Ultimate ကိုဖိပြီးဘယ်ဘက်ကိုဆွဲလိုက်ရင် CC India မှာဖြစ်ပြီးဘေးနားက hero တွေ damage တိမှာဖြစ်ပါတယ် Standard Form မှာ extra HP တွေကို damage အဖြစ်ကြောင်းလိုက်မှာဖြစ်တဲ့အတွက် damage အရင်ကျန်တော့ပါမယ် skill တွေလည်း movable နဲ့ပြောင်းသွားမှာဖြစ်ပြီး damage ပိုထွက်ပါမယ်Cloud Ultimate ကိုဖိပြီးညာဘက်ကိုဆွဲလိုက်ရင် CC India မှာဖြစ်ပြီးဘေးနားက hero တွေကို damage အနည်းငယ်ထိက Sora စီကိုဆွဲဆုပ်လိုက်မှာဖြစ်ပါတယ် Cloud Form မှာ extra damage တွေကို HP အဖြစ်ကြောင်းလိုက်မှာဖြစ်တဲ့အတွက်အရန်မှာပါမယ် spell တွေက normal mode နဲ့အတူတူပဲဆိုပေမဲ့ skill 2 မှာက enemy တွေကိုဆွဲဖော်သွားနိုင်တဲ့အပြင် air bomb မှာပေးနိုင်တဲ့ EOE spell ပါဝင်လာပါတယ်